ထိုင်းနိုင်ငံရဲ့နာမည်ကြီး Kin Jongpeng Foundation ရဲ့ဦးဆောင်သူ Pikan ကိုသိကြတယ်ဟုတ်လက်ရောင်မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တစ်ခုမှာမြန်မာနိုင်ငံသားတရုတ်စကားတန်ဝန်ထမ်းတဦးကိုအလုတ်ရှင်တရုတ်များကအုပ်စုဖွဲ့၍ကောက်တန်ဖင်ရိုက်နှက်ပြီးရင်းနှွေးပူလောင်ခဲ့ကြောင်းသိရပါတယ်ဒီဖြစ်စဉ်အတွက် Pikan ကအဆုံးထိကူညီပေးသွားမယ်လို့ပြောကြားထားပါတယ်Pikan ကထိုင်းနိုင်ငံအတွင်းနေထိုင်နေသူမိသက်နိုင်ငံသားမဆိုထိုင်းမြန်မာလာအိုစသဖြင့်ဘယ်သူမဆိုထိုင်းနိုင်ငံတွင်ဖြစ်ပွားတဲ့မတရားမှုတွေကိုအဆုံးထိကူညီပေးသွားမယ်လို့ပြောထားပါတယ်လက်ရှိမှာလည်းမြန်မာနိုင်ငံသားတရုတ်စကားပြန်အတွက်စေကူတာစရီများကိုသူကိုယ်တိုင်ကူညီပေးမယ်လို့ပြောကြားထားပါတယ်ဒီဖြစ်စဉ်မှာပထမဆုံးချိတ်ဆက်ကူညီပေးခဲ့တဲ့သူများနဲ့ကိုနေလင်းတို့အဖွဲ့ကိုလည်းလေးစားဂုဏ်ပြုရပါတယ်ဒီလိုမတရားမှုကို Pikan တို့ထံသို့ချိတ်ဆက်တိုင်ကြားပေးခဲ့ခြင်းကြောင့်သာအမှုဒီအောက်ခေမှာမပြောက်သွားပဲအမှုမှန်ပေါ်ပေါက်နိုင်တော့မှာဖြစ်ပါတယ်နောက်ဆက်တွဲသတင်းများကိုသိရှိရပါကဆက်လက်တင်ပြပေးသွားပါနေ